အလုံးသိကြတဲ့တိဝိဇတ်တိဝိမင်းကြီးအကြောင်းကိုပြောခြင်းဘုရားလောင်းတိဝိမင်းကြီးကနော်ဘယ်လိုနာမည်နဲ့ထင်ရှားတာတော့မျက်လုံးလှူတာလေဟုတ်တယ်မဟုတ်လားမျက်လုံးကိုလှူတာသူကရှင်ဘင်ဖြစ်တဲ့အခါကျတော့သူ့ရဲ့အတွင်းအင်္ဂါအစိတ်ပိုင်းတွေကိုလှူခြင်းတဲ့ဆန္ဒကအလွန်ပြင်းထန်တယ်ကျန်တာတွေလှူရတာသူအားမရဘူးအမြဲတမ်းလည်းလှူတော့လှူနေတာပဲဒါပေမဲ့အင်္ဂါစိတ်ပိုင်းတွေကိုဖြတ်တောက်လှီးပြီးတော့ဒါကိုလှူခြင်းနေတာသူကအဲ့ဒါနဲ့တရားမင်းကသူ့ရဲ့ဆန္ဒကိုပြည့်ဝအောင်ဆိုပြီးတော့မျက်စိမမြင်တဲ့ပုံသားရောင်ဆောင်ပြီးတော့ရောက်လာတဲ့အခါကျတော့ဘုရားလောင်းကအလုံးကိုသဘောကျတော့တယ်ကောင်းပြီတဲ့တင့်ရဲ့အတွက်ငါ့မှာမျက်လုံးနှလုံးရှိတယ်အဲ့တော့တစ်လုံးလှူမယ်ဟိုကလည်းပဲတစ်လုံးတောင်းတာပုံသားကလည်းပဲမင်းကြီးတစ်လုံးကြံသေးရင်မြင်ရပါတယ်ကျွန်တော်မြို့မှာတစ်လုံးမှမရှိဘူးအဲ့ဒါနဲ့တိဝိကဆေးဆရာကိုခေါ်ပြီးတော့ဆေးကွင်းလိုက်တာနဲ့မျက်လုံးကဆူထွက်လာတယ်နော်မိဘမောင်မတွေအကုန်လုံးဆွေမျိုးတွေအကုန်လုံးကငိုယိုးပြီးတော့တောင်းပန်ကြတယ်ဒီမျက်လုံးကိုမလှူဖို့နော်အကျော်လေးတွဲတွဲလေးပဲကျန်နေတယ်ပြင်မဲ့ထွက်နေပြီအဲ့ဒါတောင်ပြန်ထည့်မယ်ဆိုရင်ထည့်လို့ရသေးတယ်မင်းကြီးစဉ်းစားပါဦးအဲ့ဒါနဲ့ခပ်ပြင်းပြင်းမဲ့မင်းဖြတ်လိုက်ပါအဲ့ဒီအကျော်ကိုတခါတည်းဖြတ်ပြီးတော့လှူလိုက်တာပဲလှူပြီးတော့ကျန်တဲ့မျက်လုံးတစ်ဖက်နဲ့ကြည့်ပြီးတော့အဲ့ဒါတပ်ပညုတဉာဏ်ကိုရပါရစေဆိုတဲ့စိတ်နဲ့တောင်းတပြီးတော့သူလှူတာအဲ့ဒါဟိုကလည်းတရားမင်းကဖန်ဆင်းထားတဲ့ပုံသားဆိုတော့သူ့ရဲ့မျက်လုံးတွေကိုထည့်လိုက်တယ်တခါတည်းတန်းပြီးတော့မြင်တယ်လို့ဘုရင်ကြီးကသိတယ်အလွန်ဝမ်းသာတယ်အော်ဒီလူမြင်သွားရှာပြီအဲ့ဒါနဲ့နောက်ထပ်ကျန်နေတဲ့တလုံးကိုမလှူပဲနေကိုမနေနိုင်ဘူးကဲသူ့ရဲ့တရားအဲ့ဒါနဲ့အကုန်လုံးငိုယိုတောင်းပန်နေတဲ့ကြားတဲ့ကပဲနောက်ထပ်တလုံးကိုထပ်ပြီးတော့မင်းအာနာနဲ့ဒါကိုထုတ်ဆိုပြီးတော့တခါတည်းထုတ်ခိုင်းပြီးတော့လှူလိုက်ပြန်တယ်အဲ့မှာမျက်လုံးတစ်ဖက်လုံးပုံသားကမြင်တယ်ဒါပေမဲ့သူ့မှာတော့မျက်လုံးတစ်ဖက်မရှိတော့မမြင်ရတဲ့အခါကျတော့မင်းလှုပ်လို့လည်းပဲအဆင်မပြေပါဘူးမျက်စိမှမမြင်ရတာဆိုပြီးတော့သူကဥယျာဉ်ထဲမှာပဲနေတာအဲ့ဒီဥယျာဉ်ထဲကိုနေတဲ့အခါမှာစောစောကတရားမင်းကပုံသားရောင်ဆောင်ပြီးတော့ပြန်သွားပြီဟုတ်လားအဲ့ဒီဘုရားလောင်းကဥယျာဉ်ထဲမှာနေတော့နော်တရားမင်းကရောက်လာတယ်ရောက်လာပြီးတော့နော်ဘုရားလောင်းကိုမေးတယ်မင်းကြီးဘာဖြစ်ချင်တော့မေးတဲ့ခါကျဘုရားလောင်းကဘာမှမြင်ရတာမဟုတ်ဘာဖြစ်ချင်တော့လို့မေးတော့ငါတေးခြင်းတယ်လို့ပြောတယ်တဲ့ဘာလို့တေးခြင်းတာတော့တကယ်တေးခြင်းလို့တေးခြင်းတာလားမျက်စိမမြင်လို့တေးခြင်းတာလားမျက်စိမမြင်လို့တေးခြင်းတာပါတကယ်တေးခြင်းလို့တေးခြင်းတာမဟုတ်မျက်စိမမြင်မှတော့မထူးဘူးတဲ့တေးတာပဲကောင်းတယ်ပေါ့တိုင်းပြည်အုပ်ချုပ်မင်းလုံးနေလို့လည်းပဲအကျိုးမထူးဘူးအဲ့တော့ငါတေးပဲတေးခြင်းတယ်လို့ပြောတော့အဲ့ဒီတော့တရားမင်းကမင်းကြီးတဲ့မင်းကြီးရဲ့မျက်လုံးတွေပြန်ပြီးတော့ရလာအောင်ကျွန်တော်မျိုးကြီးလည်းဖန်ဆင်းပြီးတော့မပေးနိုင်ဘူးတဲ့ဒါကြောင့်မျက်လုံးတွေပြန်ရဖို့အတွက်နီလန်းကိုတော့ပေးမယ်အဲ့ဒီနီလန်းကဘာလို့ဆိုတော့သစ္စာတရားကိုအားကိုးပါလို့ပြောတာသစ္စာဆိုရင်မျက်လုံးပြန်ရမယ်လို့ဆိုတယ်သစ္စာရဲ့အစွမ်းဒါမှမဟုတ်စဉ်းစားကြည့်နော်ဒါတွေကအမှန်အကန်နေတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေဆိုတဲ့ယုံကြည်မှုထက်ထက်တန်တန်နဲ့နားထောင်မှပို့ပြီးတော့လေးနက်မှုရှိမှာတော့ဒဏ္ဍာကြီးစံတန်ပုံမြင်စံတန်နားထောင်လို့တော့အော်ဟုတ်လားဆိုတာနဲ့ပဲပြီးသွားမှာသစ္စာတရားဘလို့ကြောင့်အဲ့ဒါကိုဖန်တီးနိုင်တယ်လဲဆိုတာလေးကိုစဉ်းစဉ်စားစားနားထောင်စေခြင်းဟုတ်ရဲ့လားအဲ့လိုတရားမင်းကပြောတဲ့အခါကျတော့ဘုရားလောင်းကအဲ့လိုဆိုငါသစ္စာဆိုမယ်သစ္စာဆိုရင်တော့မှန်ဖို့ကအဓိကအရေးကြီးတာပဲလေအဲ့တော့ပထမသူလို့သစ္စာဆိုတော့ငါဟာတဲ့ဘလို့အလှခံနေပဲလာအလှခံမှန်တယ်မြကိုမြင်ရရင်ငါစိတ်ထဲမှာချစ်ခင်နှစ်သက်မှုကအလိုလိုကိုဖြစ်နေတယ်တဲ့တောင်းတဲ့လူကိုသူနှစ်သက်တယ်တဲ့ဩစရာပဲအများစုကတော့တောင်းရင်တော့ဘာဖြစ်တော့မုန်းတယ်ဟုတ်လားပေးရင်ကောင်းတယ်တောင်းရင်မုန်းတယ်ဆိုတဲ့စကားမရှိဘူးလားနောက်အစကပေးခြင်းနေတာတောင်းလာပြီဆိုရင်တောင်းလို့ကိုမပေးခြင်းဘူးလို့ဖြစ်သွားပြန်ရောမတောင်းရင်ပေးခြင်းတယ်မရခြင်းဘူးဆိုရင်ပေးခြင်းတယ်ရခြင်းတယ်တောင်းနေတယ်ဆိုရင်ပေးကိုမပေးခြင်းဘူးအများစုကအဲ့ဒီတိုင်ကိုဘုရားလောင်းကဘယ်လိုဖြစ်လဲလာတောင်းတဲ့လူတွေကိုသူဟာအမြဲတမ်းဘာဖြစ်တော့ချစ်ခင်နှစ်သက်မှုတွေဖြစ်နေတယ်တဲ့လူချင်းနေတာကိုသူကဤမှန်တဲ့သစ္စာစကားကြောင့်ငါမျက်လုံးပြန်ပြီးတော့ရပါစေဆိုတော့အဲ့မျက်လုံးတစ်လုံးပြန်မြင်နေတဲ့တစ်လုံးရောက်လာတယ်သူဝမ်းသာတယ်ပေါ့အဲ့လို့ဆိုရင်နောက်ထပ်တစ်လုံးရအောင်နောက်ထပ်ထပ်ပြီးတော့သစ္စာဆိုလို့ခိုင်းတယ်အဲ့တော့နောက်ထပ်သစ္စာကြတော့ဘလို့ဆိုတော့နော်ငါဟာတဲ့ဆိုတော့ကမျက်လုံးနှလုံးကိုလှူလိုက်တာအဲ့ဒီမျက်လုံးနှလုံးကိုလှူလိုက်တာနဲ့ပတ်သက်ပြီးတော့ဘာမှငါစိတ်ထဲမှာနောင်တဆိုလို့မြူလေးတစ်စီးလောက်တော့မရှိဘူးငါတော့မှားပြီဆိုတာမျိုးမရှိဘူးဆိုတော့ကသူသိကျင်တယ်လို့စဉ်းစားတာကလည်းပဲမျက်လုံးကိုနှစ်မျိုးလို့နောင်တရလို့သိကျင်တယ်ပြောတာမမြင်မဲ့အတူတူသူရိုးရိုးလေးပြောတာသိလိုက်တာပဲကောင်းတယ်လို့သူစဉ်းစားတာဒီလှူခဲ့တဲ့အလှူကိုသူနောင်တရတာမဟုတ်ဘူးအပ္ပရစီရင်တာချွတ်တဲ့တာမဟုတ်ဘူးဒါကိုသူသစ္စာအနေနဲ့ဆိုတာနော်ငါမျက်လုံးနှလုံးကိုငါဖောက်ပြီးတော့လှူခဲ့တယ်ငါစိတ်ထဲမှာနောင်တဆိုလို့မြူတစ်စီးလောက်တော့မရှိဘူးငါအလွန်ကြည်လင်နှစ်သက်ဝမ်းမြောက်တဲ့စိတ်နဲ့လှူခဲ့တာလှူပြီးတဲ့နောက်လည်းကြည်လင်ဝမ်းမြောက်နှစ်သက်နေတာပဲဤမှန်တဲ့သစ္စာလည်းနောက်ထပ်မျက်လုံးတစ်လုံးဖြစ်ပါစေနောက်ထပ်မျက်လုံးတစ်လုံးထပ်ရတယ်
အဲ့ဒါနတ်ကပေးတဲ့မျက်လုံးလည်းမဟုတ်ဘူးတဲ့ဒိဗ္ဗစက္ခုမျက်လုံးလည်းမဟုတ်ဘူးတဲ့ကံကြောင့်ဖြစ်တဲ့မျက်လုံးလည်းမဟုတ်ဘူးတဲ့နော်အမေမွေးတော့ပါလာတဲ့မျက်လုံးလည်းမဟုတ်ဘူးအဲ့ဒါဘာလဲဆိုတော့သစ္စာတရားကြောင့်ဖြစ်တဲ့မျက်လုံးနဲ့ဂိုင်ဘလောက်စမ်းကြဲတော့တရားဓမ္မတို့ဥယျာဉ်တို့နော်ဓမ္မဝိပါကောအစိမ့်တေရောတရားတို့ရဲ့စွမ်းရည်တတိဆိုတာအလွန်တရာမှစမ်းကြဲတယ်ပေါ့နော်သစ္စာတရားဟုတ်ရဲ့လားဒီလိုသစ္စာမျိုးကိုဘာလို့ပြောမှာတော့အိဋ္ဌာပုရဏသစ္စာ